ဒီဗီဒီယိုမှာတော့ကျွန်တော်တိုင်းလက်ပလေးတွေကိုစူးစီးပြီးတော့ပေါ်ပြသွားမှာပါအခုမြင်နေရတဲ့ဖရားကတော့ဆူလာမနီဖရားပါဆူလာမနီဖရားပေါ်ကနေပြီးတော့မျောလွင်နေတဲ့တိမ်တိုက်တွေကိုရိုက်ထားတာဖြစ်ပါတယ်ကျွန်တော်ဆူလာမနီရေကန်ဘက်ကနေမြောက်ဘက်ကိုလှည့်ရိုက်ထားတာပါဒါကတော့ကျွန်တော်တို့ဆူလာမနီဆန်းဆက်ကုန်းပေါ်ကနေရိုက်ထားတဲ့တမယန်ကြီး view ပါတိမ်နေရဲ့အလှကိုလိုချင်တဲ့အတွက်ကျွန်တော်မြင်ကွင်းကျယ်ရိုက်ပြထားတာပါအနောက်ကတော့ကျွန်တော်တို့တန်းကြီးတောင်တန်းနဲ့ရာသီဥတုကောင်းလို့ရှင်တော့ဘက်နောက်ကချင်းတောင်တန်းတွေထိမြင်ရမှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်ဓမ္မစကဘက်ကနေပြီးတော့မိုးတိမ်တွေတဖြည်းဖြည်းပြိုပြီးတော့မိုးရွာချပြီးတော့သူတို့လွင့်လာတဲ့ဟာဖြစ်ပါတယ်ဒါဆိုခွန်ချောက်တဲ့ဖရားပေါ်ကိုမိုးတွေပြိုကျမယ်အဲ့ဒီကနေမှသူကတန်းကြီးတောင်တန်းကြီးတိုင်းပတ်ပြီးတော့ကြတော့ဓမ္မစကဘက်တီကိုဝိုက်ပြီးတော့ပြိုကျသွားတာပါတမန်ကြီးမီးထွန်းတဲ့အချိန်နားလေးကိုရောက်လာပါပြီမိုးသားတွေကအဲ့လိုပြိုပြီးတော့ပတ်လက်ထွက်သွားတာပါညရောက်ရင်တော့မီးထွန်းတာကျွန်တော်တမန်ကြီးဖျားရှိမယ်ခင်ဗျာနောက်ပြီးတော့ကြတော့ဒီဘက်ရောက်လို့ရှိလို့ရှင်တော့အာနန္ဒာထွန်းပါတယ်ဟိုဘက်မှာဆိုလို့ရှိရင်တော့အများစီဒီမီးထွန်းပါတယ်တပ်ပင်ယူတို့ဘာလို့တော့မီးမထွန်းခင်ဗျရွှေစံတော်မီးထွန်းမယ်ရွှေစံတော်ကတော့ကွဲနေတာပါဒါကတော့ကျွန်တော်တို့ညနေခင်းလေးတစ်ဖြတ်ပေါ့နော်နောက်ကဓမ္မယစကဖရားနဲ့ဒီရှေ့ကတော့တောင်ထက်ဝက်ပါဓမ္မယစကဖရားနာလေးကိုတိမ်နေပြူကြနေတဲ့ဟာကိုကျွန်တော်ရိုက်ထားတာဖြစ်ပါတယ်တိမ်တိုက်တွေပြူတဲ့အစာတော့ကျွန်တော်တို့တူရင်တောင်တန်းကြီးပေါ်နေပြီးတော့ပြူပြီးတော့ဓမ္မယစကဘက်ကိုဖြတ်ဆင်းလာတာဖြစ်ပါတယ်ဒါကတော့ဓမယန်ကြီးရဲ့ညနေလေးဝန်းချိန်တိမ်လေးဖြစ်ပါတယ်ဒီပေါ်ကနေကြည့်ရတဲ့ရှုခင်းကလည်းအရန်လှပါတယ်ဒါကတော့အဲ့ဓမယန်ကြီးကိုကျွန်တော်အနီးကပ်ရိုက်ပြထားတာပါဒါတော့ဓမယန်ကြီးရဲ့ညနေမီးစထွန်းလာတဲ့အချိန်လေးဖြစ်ပါတယ်အမောင်ဘက်ကိုရောက်သွားတဲ့ဓမယန်ကြီးဖရားရဲ့ညအလှလေးပါဗျာဒီဆိုလာမီးရဖြည်းဖြည်းချင်းလင်းလာတာနေပြီးတော့ကြတော့ဖရားတဆူလုံးလင်းသွားတဲ့အထိစောင့်ပြီးတော့ရိုက်ပြီးထားတာပါအဲ့ဒီချိန်မှာတော့မိုးလေးကလည်းဖွဲဖွဲကျနေပါခင်ဗျာ